မင်္ဂလာပါနေ့စဉ်ခွန်အားစာဆောင်တစ်ခုတည်းကနေပြီးတော့မှခွန်အားရတဲ့အရာလေးကိုအနည်းငယ်ပြန်ပြီးတော့မှဝင်ငါကျင်ပါတယ်ယောရှုမှတ်စာခန်းကြီး24ခန်းငယ်15အဘယ်မည်သောဖျားတို့အားဝတ်ပြုမိအရာကိုယနေ့ရွေးကြလော့ငါနှင့်ငါအိမ်သားဖြစ်ရင်ထာဝရဖျားကိုသာဝတ်ပြုမိနှုတ်ကပတ်တော်အဖြစ်အားလုံးကိုဖျားကောင်းကြီးပေးပါစေကျမတို့လူတွေရဲ့တက်တန်းကိုပြန်ပြီးတော့မှစဉ်းစားလိုက်တဲ့ဆိုရင်ဒါနေ့စဉ်ကြည့်မှန်ဆိုတဲ့နော်သတင်းစာကနေပြီးတော့မှထုတ်လွှင့်ထားတဲ့အရာဖြစ်တယ်သူတို့ဘယ်လိုပြုစုထားလဲတော့မသိဘူးပေါ့နော်ဒီမှာတော့ဗာပြောထားလဲဆိုတော့လူတွေရဲ့ဘဝတစ်လျှောက်လုံးမှာတဲ့ဆုံးဖြတ်ချက်ပေါင်း9,3618နဲ့18ခုဆုံးဖြတ်ချက်တွေချခဲ့ကြပါတယ်တဲ့ဒါပေမဲ့အဲ့ဒါကိုပြန်ပြီးတော့မှစမ်းစစ်လိုက်တဲ့အခါမှာတဲ့1,43,262ခုကတော့တဲ့နောင်တရစရာဆုံးဖြတ်ချက်တွေကိုချမိတယ်ဆိုပြီးတော့မှပြန်လေပြီးတော့မှသုံးသပ်မိကြပါတယ်တဲ့မှန်ပါတယ်ကိန်းခန်းအရာတော့အတိအကျမပြောနိုင်ပေမဲ့ကျမတို့ကနေ့ရက်စဉ်တိုင်းဆုံးဖြတ်ချက်တွေအများကြီးဆုံးဖြတ်ကြပါတယ်မနေ့မိုးလင်းတာနဲ့ဗာစားရမလဲဆိုတာကစပြီးတော့မှဆုံးဖြတ်ချက်ချသလိုညအိပ်ရဝင်တဲ့ခါမှာလေငါဘယ်နှနာရီအိပ်မယ်နော်ဒါလေးကိုတော့ဒီလောက်ထိပဲကြည့်မယ်မှားစာပြီပေါ့နော်တနေ့လည်းကျမတို့ဆုံးဖြတ်ချက်တွေအများကြီးချခဲ့ရပါတယ်မှန်တာရှိသလိုမှားတာနောင်တရစရာရှိတာတွေလည်းအများကြီးတွေ့ကြုံပါတယ်ဒီကနေ့တော့ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့မှဆင်ခြင်သုံးသပ်ဖို့ပဲကျမအနေနဲ့ဆင်ခြင်မိပါတယ်ဒီမှာယောရှုမှတ်စာမှာတော့နော်ဣသရေလလူမျိုးတွေနှစ်ပေါင်း40တောထဲမှာလှည့်လည်ပြီးတော့မှတွာလာတဲ့အချိန်မှာဘုရားသခင်ရဲ့ဂတိတော်နေမြေကိုဝန်ခံပြီးမှယောရှုကသူ့ရဲ့လူတွေကိုပြောတဲ့စကားဖြစ်ပါတယ်လို့နော်ဘယ်ဘုရားတွေကိုဝတ်ပြုကြမလဲတဲ့နော်သူတို့တော်ထဲမှာရုပ်ထုစင်တူတွေလည်းသူတို့ကိုးကွယ်ကြတယ်အခြားသောဘုရားတွေကိုလည်းကိုးကွယ်ကြတယ်ဒါကြောင့်အခုချိန်မှာတော့စစ်မှန်တဲ့ဘုရားသခင်ကိုနှလုံးသားကြွေမဲ့ယုံကြည်ကိုးကွယ်ပြီးတော့မှဂတိတော်မြေကိုဝင်ရမယ့်အခါမှာယောရှုကနေပြီးတော့မှသူ့လူတွေကိုဒီစကားပြောနေတာဖြစ်ပါတယ်သူ့ဘက်ကတော့တဲ့လုံးဝပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ပြီးဒါကတော့ငါနဲ့ငါအိမ်သားဖြစ်ရင်ထာဝရဘုရားကိုပဲဝတ်ပြုကိုးကွယ်မယ်ဆိုပြီးတော့မှသူကတော့ကြေညာခဲ့တာဖြစ်ပါတယ်သူ့ရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့်သူ့ရဲ့အသက်တာထဲမှာတကယ်ကိုပဲသူ့ရဲ့နာမည်ဟာနော်ဘုံထင်ရှားခြင်းအသက်တာနဲ့အသက်ရှင်ခဲ့တယ်ဆိုတာကျမတို့အားလုံးသိပြီးသားဖြစ်ပါတယ်ဆိုကျမတို့လည်းနံပါတ်1တော့မှန်ကန်သောကိုးကွယ်ခြင်းဝတ်ပြုခြင်းဆုံးဖြတ်ချက်ချပြီးတော့မှเนาะရွေးချယ်ရမှာဖြစ်ပါတယ်နံပါတ်2တော့နေ့တူကเนาะကျမတို့ရဲ့လူမှုဘဝတွေမှာလှူရှားသွားလာနေတဲ့အခါမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလည်းချဖို့เนาะအင်မတန်မှအရေးကြီးပါတယ်တခါတည်းကျမတို့ကိုစောစောကပြောတဲ့နောင်တရစရာဆုံးဖြတ်ချက်တွေလို့ပြောတဲ့အခါမှာကိစ္စလေးတစ်ခုကိုသွားပြီးတော့မှတတိရတယ်ပေါ့เนาะအမှုမဲ့အမှတ်မဲ့ပါပဲเนาะလူတစ်ယောက်ကအခြားသူ့ရဲ့မိတ်ဆွေကိုပြောပြတယ်နောက်ထပ်တစ်ယောက်ရဲ့မကောင်းတဲ့အကြောင်းပေါ့နော်မဟုတ်နောက်ထပ်တယောက်ကဒီလိုဖြစ်ပါတယ်လို့ပြောတဲ့အခါမှာပြောပြခြင်းခံရတဲ့လူကအဲ့ဒီပုံကိုသူတိတော့တိပေမဲ့အဲ့ဒီလူရဲ့ပုံကိုရဲ့အကျင့်စာရိတ္တနော်သူရဲ့အားနည်းချက်အားသာချက်ကိုကောင်းကောင်းမသိဘူးဒါပေမဲ့သူ့မိတ်ဆွေကပြောပြတဲ့အတွက်ကြောင့်သူကတခါတည်းအဲ့ဒီမှာအနှုတ်လက္ခဏာသူကမြင်လိုက်ပြီးချက်ချစ်ခတ်လိုက်ပြီးလုံးဝကိုအဲ့ဒီလူကိုသူဘာမှအထင်လည်းမကြည့်တော့ဘူးဒါအပြင်အထင်သေးတယ်ဆက်ဆုပ်တယ်အဆက်ဆံမလုပ်ချင်ဘူးဆိုတော့အဲ့လိုမျိုးပေါ့နော်တွေ့ဘူးတယ်ဆိုတော့တစ်ဖက်လူကတော့ तू ကဘာမှမသိရှာဘူးရိုးရိုးသားသားဆက်ဆံရင်လေဒီအပြောပြခြင်းခံရတဲ့သူကသူ့ကိုကောင်းကောင်းမဆက်ဆံဘူးပေါ့နော်ဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ့ပြောချင်တာကဆိုတော့ဆရာတစ်ပါးကဗာပြောလဲဆိုတော့မိတ်ဆွေတဲ့တင်ကသူများကတခိုးလို့ပြောတိုင်းပဲတဲ့အဲ့လူခမည်းမှာတခိုးလို့ခေါ်ခွင့်မရှိဘူးတဲ့ဘာကြောင့်လဲဆိုတော့တဲ့အဲ့လူကခမည်းပစ္စည်းကိုမခိုးမချင်းသူကခမည်းအတွက်တခိုးမဟုတ်ဘူးဆိုပြီးတော့မှဆရာကြီးတစ်ပါးကပြောတဲ့အခါမှာဒါလေးလည်းကျွန်မဆင်ခြင်ဖြစ်ပါတယ်ဒါကြောင့်ပဲတခါတည်းကျမတို့တွေနော်မိတ်ဆွေတွေမပွားများလာတာကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်နားယောင်ပြီးတော့မှချမှတ်လိုက်တဲ့အရာကအမှားယွင်းဖြစ်သွားတဲ့အခါမှာတိတိကျကျကနနလည်းမတိပဲနဲ့တစ်ဖက်လူကိုအမုန်းပွား
ရန်ညိုထားနောက်ထပ်လက်ဆင့်ကမ်းပြီးတော့မှမကောင်းတာတွေပြောလိုက်တဲ့အတွက်ကြောင့်ပဲထိုပုဂ္ဂိုလ်ကတော့သူကတော့ဘာမှတော့မသိရှာပေမဲ့မသိမသာကိုယ့်ရဲ့အထဲထဲမှာကိုယ့်ရဲ့ရွေးချယ်မှုကနောက်တစ်ချိန်မှာနောင်တအကြီးအကျယ်ရစရာအကြောင်းရှိပါတယ်ဒါကြောင့်ဒီနေ့ကျမတို့ယောရှုကဲ့သို့ပဲစစ်မှန်သောဘုရားသခင်ကိုကျမတို့ကိုးကွယ်ဝတ်ပြုပါမယ်လို့ဆုံးဖြတ်ချက်ချရုံမကနေ့တိုင်းရဲ့အသက်တာထဲမှာလည်းမှန်ကန်စွာဆုံးဖြတ်ချက်ချတတ်ဖို့အလို့ငါလည်းကျမတို့ကမှန်ကန်မှုကိုတည်ချရွေးချယ်ဖို့ဖြစ်တဲ့ကျမတို့ရဲ့နှလုံးသားထဲမှာအမုန်းပွားတာတွေဆုံးဖြတ်ချက်ချပြီးတော့မှမှားသွားတဲ့အရာတွေကြောင့်နောင်တမရဘဲနဲ့အသက်ရှင်ကြရအောင်လို့ဒီကြမ်းမိုက်ကလေးကိုခေါ်အားရရင်းနဲ့ဝေငှပါတယ်အားလုံးကိုဖျားကောင်းကြီးပေးပါစေ။